တော့ပန်းနေပန်းညိုသမားတွေမှာကျွန်တော်ပိရှော့ကူတောင်းမှုအပြင်ကျွန်တော်ဟော်မုန်းကူတောင်းမှုမှာလုပ်ဖို့လိုအပ်တယ်ကျွန်တော်ဟော်မုန်းကကျွန်တော်တို့အမျိုးသားတွေကသက်30နောက်ပိုင်းဆိုလို့ရှိရင်မျိုးသားဟော်မုန်းတစ်ဖြည်းဖြည်းစပြီးကျလာပြီအဲ့လိုချိန်မှာကျွန်တော်စမင်းစောင်းထောင်းတွေတစ်ဖြည်းဖြည်းကျဲလာပြီခန္ဓာကိုယ်မှာအဆီစုလွယ်လာပြီကျွန်တော်သားတွေကျွန်တော်တို့ဖွဲ့စည်းမှုနှုန်းကလည်းကျွန်တော်ကျလာတယ်ပြီးရှင်ကျွန်တော်လိန်ဆောင်းမှုအားလည်းကျွန်တော်လိန်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုကလည်းကျွန်တော်တစ်ဖြည်းဖြည်းကျလာတယ်ပေါ့နော်အသက်20ဝန်းကျင်နဲ့အသက်30ဝန်းကျင်နဲ့အသက်40ဝန်းကျင်နဲ့တစ်ဖြည်းဖြည်းမတူတော့ဘူးလေကျွန်တော်ခန္ဓာကိုယ်ထဲမှာဒီ testosterone ကလူတွေပြန်ထုတ်ပေးနိုင်တဲ့ system မျိုးတွေရှိတယ်ဘယ်လိုအခြေအနေမျိုးမှာကျွန်တော်ပြန်ထွက်နိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် fight or flight reaction ရလို့ရှိရင်ကျွန်တော်တို့ဒီတာတိုမှာကျွန်တော်အသက်ကုန်ပြေးတာမျိုးတွေနောက်ကခွေးလိုက်လို့ပြေးတာမျိုးမှာဆိုလို့ရှိရင် testosterone ကပြန်ထွက်နိုင်တယ်ပြီးလို့ရှိရင်ကျွန်တော် weight ကိုကျွန်တော်လုံးဝအားကုန်အောင်လုံးဝအားမခွန်ဆိုင်လုံးဝမှမယ်ဆိုလို့ရှိရင် weight ကြီးလို့ကျွန်တော်တို့လုံးဝနောက်ဆုံးအကျော့ရည်ထိကောင်းကောင်းမှမယ်ဆိုလို့ရှိရင် testosterone ကပြန်ထွက်နိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးထုတ်ဖို့ကြတော့ပုံမှန်လူတွေတွေ့ကြကြတော့ကျွန်တော်တို့မလွယ်ဘူးလောက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုရှင်ကျွန်တော်ဟော်မုန်းကူတောင်းဖို့လုပ်လို့ရတယ်ဒါပေမဲ့ testosterone မှာကိုယ်တော်မကိုရှောက်ထိုးခြင်းထိုးနေလို့မရအောင်ကျွန်တော်တို့က level စစ်ပြီးတော့ကျွန်တော်တို့ပမာဏညှိပြီးထိုးပေးရတာဟော်မုန်း level ကိုကျွန်တော်တို့မညှိပဲမစစ်ပဲကျွန်တော်ထိုးမိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရင်သားတွေဆူထွက်လာတာမျိုးတွေပြီးရှင်ကျွန်တော်စီကြေးကြောင်တာမျိုးတွေကျွန်တော်အသင်းနဲ့ကြောက်ကထိခိုက်နေတဲ့ပြဿနာမျိုးတွေကျွန်တော် testosterone မှာလည်းကျွန်တော်တို့ကပြဿနာအများကြီးရှိနိုင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဟော်မုန်းကူတောင်းမှုကိုဘယ်လောက်ပမာဏထိုးတင်လဲဆိုတာမျိုးကကျွန်တော်တို့နဲ့အတူလာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာထိတ်မှန်ဖြစ်ပါတယ်